Hello မင်္ဂလာပါဒီတစ်ခါမှာတော့မမကငါငပိစက်မှုမှုလေးရဲ့တူးစရာဟင်းသီးဟင်းရွက်ကလေးတွေနဲ့ထမင်းမယ်အောင်ဘယ်လိုချက်ပြမလဲဆိုတော့ကြည့်ရအောင်အခုလိုမျိုးတကယ်ကိုထမင်းမယ်စေမဲ့ဟင်းတွဲဆက်လေးချက်လိုက်ရောက်ပါရှင်အရင်ဆုံးမပြောပြချင်တာတော့ဒီငပိလေးကဗီယက်နမ်မှာလေးတဲ့ငပိလေးပါရှင်ဒီငပိလေးကအထူးကြိုစရာမလိုပါဘူးရှင်နွေးပူလေးထည့်လိုက်အောင်နဲ့ဟင်းနဲ့ကိုထည့်ချက်လို့ရပါပြီရှင်အဲ့တော့ငါငပိဆက်မဲ့ငါအနှဲငယ်ကိုရေတန်းစင်အောင်ဆေးပြီးငါငပြားရေဟင်းချုံမုံစားအနှဲငယ်ထည့်ပြီးတော့နှဲ့နေအောင်နေပြီးလိုက်ပါရှင်ကဲဒါဆိုလို့ရှင်တော့မတို့စားချက်လိုက်အောင်အိုးပူတာဆိုလို့ရှင်တော့အိုးပူတဲ့ကိုစီထည့်ပြီးလို့ရှင်တော့ချက်သွန်အဖြူချက်သွန်အနေနဲ့ထောင်းထားတဲ့ဂျင်းတွေကိုမှုေးနေအောင်စီတက်လိုက်ပါရှင်အခုလိုချက်သွန်လေးရှဲပြီးတော့မှုေးနေလာပြီဆိုလို့ရှင်တော့ခုနစားစလွှင့်နေထားတဲ့ငါးကိုထည့်ပြီးတော့မှုေးနေအောင်စီနနာတက်ပြီးပါရှင်ဒါမှလည်းငါးညီရပျောက်ပြီးတော့မှအနံလေးကမှုေးနေတဲ့ဟင်းလေးတစ်ခွက်ကိုရမှာပါရှင်ငါးလေးရဲလာပြီဆိုလို့ရှိရင်တော့ငါးလေးမှုေးလာပြီဆိုလို့ရှိရင်တော့ငပိရလေးလောင်းထည့်ပြီးတော့မှုေးပေးပါပြီးရတဲ့ပြိုင်နဲ့မတို့ညှက်ထားတဲ့ငရုတ်သီးကိုလည်းလောင်းထည့်ပေးပါကငရုတ်သီးကိုဘာလို့စီမတက်တာလဲဆိုရင်ဒီငရုတ်သီးကအရန်မှမှုန်ထုံနေတဲ့ငရုတ်သီးမို့လို့ကတခါတည်းစီမတက်တာပါရှင်ငပိရည်နဲ့လေးမှုေးပြီးခန်းလာပြီဆိုလို့ရှင်တော့တို့တွေရေကိုငါးလေးမြုပ်အောင်ထည့်ပြီးတော့မှထက်ဆက်ပေးပါရှင်အဲ့ဒီထဲမှာမမိကအငယ်စားတယ်ဆိုလို့ရှင်တော့စားတချို့ထက်ထည့်နိုင်ပါတယ်ရှင်ကိုလိုတဲ့ဟာလေးကိုထက်ထည့်ပြီးအဖုံးလေးအုပ်ပြီးခဏတည်ထားပါရှင်ပြီးရင်တော့မိစိတ်ကြရေအနေတော်လေးရရင်တော့နည်းနည်းလေးအုပ်ပြီးတော့သုံးဆောင်လို့ရပါပြီရှင်